အခုနာမည်ကြီးနေတဲ့တိုက်ကြီးကျွန်တော်တို့မြန်မာနိုင်ငံဘာတွေဖြစ်နေပြီလဲနွားရုပ်ကိုနှုတ်တိုက်တယ်ကြောက်ရုပ်ကနွားပုံထုထားပြီးတော့အဲ့ဒီကြောက်ဖြူကိုနှုတ်တိုက်တယ်နွားနှုတ်တိုက်တယ်နွားနှုတ်တောက်တယ်ဆိုပြီးတော့ဆင်တော့အခုဖြန့်နေတာနာမည်ကြီးနေတာတိုက်ကြီးမှာဟုတ်တဲ့အရာတွေကိုတော်ယုံနေတာကျွန်တော်တို့မြန်မာနိုင်ငံဗုဒ္ဓဘာသာနိုင်ငံတော့ဒီလိုမျိုးဖြစ်နေတယ်တခြားနိုင်ငံမှာဆိုတော့โอเคဒါဗုဒ္ဓဘာသာအယူဆမရှိလို့သူတို့နားမလဲတဲ့ဆိုတော့ဒါတွေကိုယုံကြည်ကိုးကွယ်တဲ့ဆိုတော့တမျိုးအခုကကျွန်တော်တို့ဗုဒ္ဓဘာသာဖြစ်နေတာကြောက်ရောက်ကဘလို့နှုတ်သွားတောက်လို့ရမှာလေစဉ်းစားကြည့်လေအဲ့ဒါကိုလေယုံတဲ့သူကလေယုံနေရောပဲအလှူတွေပါတယ်လောက်ပါတယ်ညာတဲ့စုလှုပ်စုတောင်းပါညာလို့ပြင်ပါရမယ်ဘာတွေဖြစ်နေပြီလဲအလူတွေရောဘသူမှမမြင်ဘူးလားဒါကတကယ်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားတိတ်ပံပံပြန်ကြည့်ရင်ဖြစ်နိုင်လားမဖြစ်ဘူးဒီเจ้าရုပ်ကအဖြူရောင်ဖြစ်တဲ့အတွက်ကြောင့်ဆရာနွားနို့ကိုလောင်းတဲ့ခါကျရင်ဘယ်ကိုတွားရမလဲအောက်ခြေကိုပဲပြန်တွားရမှာပေါ့အယောင်တူတယ်လေဒီကြောက်ကအဖြူရောင်နွားနို့ကလည်းအဖြူရောင်ဆင်တော့ဘလို့တော့တိမလဲအဲ့ဒါကိုဆင်တော့ပျောက်သွားတယ်ဆိုပြီးတော့ဒီနွားဆင်တော့နို့တောက်တယ်ပါညာကြီးကျယ်ဖြစ်နေတယ်အခုဆင်တော့ line မှာ plan နေရောပဲတိုက်ကြည့်အဲ့ဒီမှာရှိတဲ့သူတွေကိုပြောပြပါလားလူတွေဘယ်လောက်စုအုံးနေပြီလဲဆိုတရင်ထဲမှာထွားနေတယ်ကျွန်တော်တို့နိုင်ငံကဘာလို့ဖြစ်နေမှာမသိဘူးဟိုဖြစ်လိုက်ဒီဖြစ်လိုက်ဟိုဟာယုံလိုက်ဒီဟာယုံလိုက်ဂျားကနေကွာတချို့ကဘာမှမသိတဲ့သူစင်တော့မရှိတဲ့ဂျားမှာတွားပြီးတော့လှူလိုက်အဆူတောင်းဘာညာကအလုတ်ကောင်းပါစေဘာကောင်းပါစေနဲ့တွားပြီးတော့ဆူတောင်းကြတယ်ရတာလည်းမဟုတ်ဘူးအဲ့ဒါကိုကိုအောင်နောက်နဲ့ကိုပြန်စဉ်းစားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်